14နဲ့40လေတဲ့တချို့ပြောတာနှစ်ခါပြန်နားထောင်ရတယ်ဆီယမလေးတဲ့ okay အဲ့တော့ဆိုတော့14နဲ့40ကအတန်ကွဲအောင်လို့ဆိုတော့ပြောလို့ရတယ်နော်အဲ့တော့14ကိုတော့ဆိုတရုတ်လို့嗨大家好我是新老师新老师ဖြစ်ပါတယ်အဲ့တော့14ကလောက်ဆိုတော့14ပထမဆုံးအတန်ကရှာလိုက်ပြီးထွက်ပေးရတယ်14 14 40ဆိုရင်40သူတို့နှစ်ခုကပြောင်းမြန်14ကကြတော့ပထမအတန်ကရှာလိုက်တာ40ကကြတော့ဒုတိယအတန်ကျမှရှာလိုက်တာပြန်နားထောင်ကြည့်နော်14က14 40က40ရှာလိုက်တဲ့နေရာချင်းမတူဘူး14ကပထမအတန်မှာရှာလိုက်တယ်14 40ကဒုတိယအတန်ကျမှရှာလိုက်တာ40